လူသားသမိုင်းမှာဘယ်တော့မှမမေ့သင့်တဲ့ကြေကွဲဖွယ်ရာအဖြစ်အပျက်တွေရှိပါတယ်။ဒီနေ့ကျွန်တော်ပြောပြမယ့်ဇာတ်လမ်းကတော့ဂျူးလူမျိုးတုံးတပ်ဖြတ်မှုကာလအတွင်းအသက်ရှင်လွတ်မြောက်ခဲ့တဲ့ဒန်နီယယ်ဆိုတဲ့ဂျူးကောင်လေးတဦးရဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းကို1932ခုနှစ်ဂျာမနီနိုင်ငံဘာလင်မြို့မှာစတင်ထားပါတယ်။ဒန်နီယယ်ဟာသူ့ရဲ့မိဘတွေညီမငယ်အဲရီကာတို့နဲ့အတူပျော်ရွှင်စွာနေထိုင်တဲ့ကောင်လေးတဦးပါသူ့ရဲ့မွေးနေ့မှာအဖေဖြစ်သူကစစ်သားဘဝကရရှိခဲ့တဲ့ဂုဏ်ထူးဆောင်တစ်စိတ်ကိုလက်ဆောင်ပေးခဲ့ပြီးညီမလေးအဲရီကာကဒိုင်ယာရီစာအုပ်တအုပ်လက်ဆောင်ပေးခဲ့ပါတယ်။ဒန်နီယယ်ဟာသူ့ရဲ့နေ့စဉ်ဘဝတငယ်ချင်းတွေနဲ့ဘောလုံးကန်ချင်းနဲ့မိသားစုပိုင်အဝတ်ထည်ဆိုင်မှာကူညီပေးခြင်းတွေကိုအဲ့ဒီဒိုင်ယာရီထဲမှာရေးမှတ်ပကြီးဆွဲလေးရှိပါတယ်။1933ခုနှစ်မှာနာဇီတွေအာဏာရလာပြီးနောက်ဂျူးလူမျိုးတွေအပေါ်ခွဲခြားဆက်ဆံမှုတွေစတင်လာပါတယ်။ဂျူးဆိုင်တွေမှာဈေးမဝယ်ဖို့တားမြစ်တာဆိုင်ပြတင်းပေါက်တွေကိုဖျက်ဆီးတာတွေလုပ်လာကြပါတယ်။ဒန်နီယယ်ဟာတငယ်ချင်းတွေရဲ့အပယ်ခံဖြစ်လာပြီးကျောင်းမှာလည်းဆရာနဲ့ကျောင်းသားတွေရဲ့လှောင်ပြောင်မှုကိုခံရပါတယ်။1938ခုနှစ်မှာဂျူးတွေအားလုံးမှတ်ပုံတင်ကတ်တွေကင်ဆောင်ဖို့ဥပဒေထုတ်ပြန်ခဲ့ပြီးနာဇီတွေကဂျူးနေအိမ်တွေဆိုင်တွေနဲ့ဘာသာရေးကျောင်းတွေကိုမိရှို့ဖျက်ဆီးခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျူးလူမျိုးတွေအားလုံးအဝတ်စားပုံမှာကျဲဝါရောင်အမတ်အသားတက်ဆင်ဖို့ဖိအားပေးခံရပါတယ်။ဒန်နီယယ်တို့မိသားစုဟာနေအိမ်ကနေနှင်ထုတ်ခံရပြီးပိုလန်နိုင်ငံရှိလော့စ်ဂတ်တိုကိုပို့ဆောင်ခံခဲ့ရပါတယ်။အဲ့ဒီနေရာဟာအလွန်ကြက်ညက်ပြီးမြစ်ပတ်ကအစားအသောက်အလွန်ရှားပါပါတယ်။ကလေးတွေအပါအဝင်လူတိုင်းအလုတ်ကျန်းလုပ်ကြရပါတယ်။ဒန်နီယယ်ဟာမိသားစုနှွေးထွေးစေဖို့ကြောက်မိသွေးခိုးယူခြင်းဖြင့်အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ရပါတယ်။အခြေအနေတွေပိုမိုဆိုးရွားလာပြီးဒန်နီယယ်တို့မိသားစုဟာအော့ရှ်ဝစ်အကျဉ်းစခန်းကိုထပ်မံပြောင်းရွှေ့ခံရပါတယ်။စခန်းကိုရောက်ရှိချိန်မှာမိသားစုတွေလူစုခွဲခံရပြီးဒန်နီယယ်ဟာသူ့ရဲ့အမေနဲ့ညီမလေးအဲရီကာတို့နဲ့ထာဝရခွဲခွာခဲ့ရပါတယ်။သူတို့နှစ်ဦးစလုံးဟာဂျူးလူမျိုးဖြစ်တဲ့အတွက်ကြောင့်သာနာဇီတွေရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ဒန်နီယယ်နဲ့သူ့ရဲ့အဖေဟာအကျဉ်းစခန်းအတွင်းငတ်မွတ်မှုအေးဒဏ်နဲ့အလုတ်ကျန်းဒဏ်တွေကိုအလူးလဲခံစားခဲ့ရပေမဲ့ဒန်နီယယ်ဟာစိတ်ဓာတ်မကျပဲသူ့ရဲ့မှတ်တမ်းတွေကိုစိတ်ထဲမှာဆက်လက်ပုံဖော်နေခဲ့ပါတယ်။စစ်ပွဲအပြီးမှာစစ်သားတွေကအကျဉ်းစခန်းကိုလာရောက်ကယ်တင်ခဲ့ရာဒန်နီယယ်နဲ့သူ့ရဲ့အဖေဟာအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာအသက်ကြီးလာတဲ့ဒန်နီယယ်ဟာသူ့ရဲ့မိသားစုနဲ့တေဆုံသွားခဲ့တဲ့ဂျူးကလေးငယ်ပေါင်းတန်းခွဲကျော်ကိုတတိယအောက်မေ့တဲ့အနေနဲ့ပကြီးတွေဆက်လက်ဆွဲနေစေဖြစ်ပါတယ်။ဒီဇလန်ဟာနောင်လာနောက်သားတွေအနေနဲ့အဲ့ဒီဖြစ်ရဆိုးတွေကိုမမေ့လျော့ကြဖို့နဲ့ကလေးငယ်တွေရဲ့ဘဝတွေကိုအမြဲအမှတ်ရနေကြဖို့တိုက်တွန်းထားခြင်းဖြစ်ပါတယ်။